အမျိုးသမီးတစ်ယောက်ကသူမရဲ့ခေါင်းပတ်လည်မှာပလတ်စတစ်ကိုလုံးဝအသက်ရှူလို့မရတော့တဲ့အထိပတ်လိုက်တယ်။ဒါပေမဲ့သူမဒီလိုလုပ်ရတဲ့အကြောင်းရင်းကကိုအသက်သေဖို့မဟုတ်ပဲသူမဟာအိမ်မက်ကဘာထဲရောက်နေသလားဆိုတာကိုစမ်းသပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ပလတ်စတစ်ကသူမရဲ့ခေါင်းကိုဖုံးလွှမ်းသွားချိန်မှာအသက်ရှူကျက်လာပါတယ်။ဒီလိုနဲ့အသက်ရန်ရှူကျက်လာပြီးမခံမရပ်နိုင်ဖြစ်လာတာကြောင့်ပလတ်စတစ်ကိုဖယ်ရှားဖို့ကြိုးစားပေမဲ့ဘလို့မှမဖြစ်နိုင်ခဲ့နိုင်ပါဘူး။နောက်ဆုံးမှာတော့သူမရဲ့ပါးစပ်နားကနေရာကိုဆွဲဆုပ်ပစ်လိုက်ပြီးအသက်ဝဝပြန်လည်ရှူရှိုက်နိုင်ခဲ့ပါတယ်။သို့တော်လည်းသူမဟာအိမ်မက်ကဘာထဲမှာနေထိုင်နေရတယ်လို့ခံစားနေရဆဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူမနဲ့သူမခင်မွန်းတို့အိမ်အစ်စ်ကိုပြောင်းလာခဲ့ပြီးနောက်ပိုင်းမှာသိပ္ပံပညာနဲ့ရှင်းပြလို့မရနိုင်တဲ့တဘာဝလုံဖြစ်ရတွေကိုကြုံတွေ့နေရလို့ပါတနေ့မှာတော့ပုံမှန်အတိုင်းမှန်တုံနေတော့မှသူမရဲ့နောက်ကနယံဟာရုတ်တရက်ထူးဆန်းစွာရွေ့လာခဲ့ပါတယ်။မကြခင်မှာပဲသူမဟာမှန်နဲ့နယံကြားမှာဖိမိပြီးလှုပ်လို့မရအောင်ဖြစ်သွားခဲ့ပေမဲ့ခဏကြာမှာတော့သူမပတ်ဝန်းကျင်ကအရာအလုံးဟာပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ပထမတော့သူမဟာထင်ရောက်ထင်မှားဖြစ်နေတယ်လို့ထင်ခဲ့ပေမဲ့မှန်ပေါ်မှာကြံခဲ့တဲ့လင်ငွေရာတွေကသူမထင်သလိုအိမ်မက်ကဘာထဲရောက်နေတာမဟုတ်ပဲလက်ရှိအမှန်တကယ်ဖြစ်ပျက်နေတာကိုသိလိုက်ရပါတော့တယ်။